နို့လူတိုင်းနို့တောက်ဖူးကြတယ်မလားများသောအားဖြင့်ဘာနို့တွေတောက်ဖြစ်ကြတယ်လူနို့လားနွားနို့လားကျွန်တော်ကတော့နွားနို့ပါလူနို့ခဏခဏတောက်နေတဲ့လူဆိုရင်တော့ဒီဗီဒီယိုကိုဆက်မကြည့်ပါနဲ့ကျွန်တော်လိုနွားနို့ပဲတောက်ဖူးတယ်မမတွေကိုပဲချစ်တယ်ဆိုရင်တော့ဆက်ကြည့်ပါယောဂမှာနွားတွေမှာဘဝနှစ်ခုရှိတယ်ဆိုတာရောသိကြလားတကယ်ပါနွားတွေမှာဘဝနှစ်ခုရှိပါတယ်ဒီဗီဒီယိုမှာတော့ဒီဘဝနှစ်ခုလုံးမှာကျွန်တော်တို့ဝင်နေပြီးမမတွေကိုချစ်တဲ့နဘောက်လေးတွေဖြစ်ကြည့်ကြပါမယ်ပုံမှန်တိုင်းပဲနမကြီးတစ်ကောင်လာပါတယ်E8 တွေကိုမမေ့နိုင်သေးတဲ့နမကြီးပါသူ့နာမည်ကတော့ဂျိုးထူပါဂျိုးထူမှာကိုဝင်လဲပါလာပါတယ်ဒီကိုဝင်က6လလောက်ရှိနေပါပြီနေ့သေးလားစေကြီးပေါ့နွားတွေရဲ့ပုံမှန်ကိုဝင်က283ရက်6လအတွင်းမှာမွေးတတ်ပါတယ်ဒီတော့ဂျိုးထူလည်းမွေးပါပြီမွေးလာတဲ့နွားပေါက်လေးကတော့ခဏပါမွေးချင်းနွားတစ်ကောင်ရဲ့အလေးချိန်က55ကနေ100ပေါင်လောက်ပဲရှိပါတယ်တာမန်လူတယောက်နဲ့တိတ်မကွာလာပါဘူးတခြားတရားတွေလိုမဟုတ်ပဲနွားတွေကအမီနဲ့ပဲနေတာပါအစာစားဖို့ကလည်းစိတ်မပူရပါဘူးပိုင်းစားရင်မြန်စားဟိုမှာမြက်တွေအများကြီးပဲမနက်လို့တယ်ဆိုနွားလို့တော့ဤသွားရင်မြတ်စားအဆင်ပြေပါပဲဒီချိန်အတွင်းမှာနှစ်ပေါက်တစ်ကောင်ကတနေ့ကို2ပေါင်လောက်ထိဝိတ်တက်ပါတယ်အိမ်ကကျွေးတာတွေစားဂိမ်းဆော့ပြီးနေရင်ထိုင်ရင်ကျွန်တော်တို့ဝိတ်တက်လာသလိုပါပဲဒီလိုကနေ3လကနေ10လလောက်ရောက်တဲ့အချိန်မှာတော့နို့တွေမဟုတ်ပဲဂျုံပြောင်းဆန်တို့လိုအခြားစားတာတွေကိုပါစစားနေပါပြီဒီချိန်မှာနှစ်ပေါက်စစ်ဖြစ်နေပြီပေါ့နည်းနည်းလေးအသက်ရွယ်ရလာပြီဆိုတော့မိဘတွေနဲ့လည်းမနေချင်တော့ပါဘူးဂျိုးထူကြီးစီကနေတယ်ခွဲနေပြီးကိုယ်တိုင်နေနိုင်အောင်ကြိုးစားရပါတယ်တနေ့တကိုယ်တည်းနေမြတ်စားမိထူစီအလဲသွားနဲ့10လလောက်ကြော်လာရင်တော့တော်တော်လေးအရွယ်ရောက်လာပါပြီဒါပေမဲ့လူကြီးတော့မဖြစ်သေးပါဘူးအလေးချိန်ကလည်း450ကနေ900ပေါင်လောက်ရှိနေပြီးတော့အရွယ်ရောက်ဖို့ဆိုနောက်9လကနေ10လလောက်ဆောင်းရပါအောင်မယ်အရွယ်ရောက်တယ်ဆိုတာဘာညာလို့ရတော့မယ်လင်မိုင်းဆိုင်ရာအရွယ်ရောက်တာကိုပြောချင်တာပါမရောက်သေးဘူးဆိုရင်တော့ကြားထဲမှာလှုပ်เสียရရှိပါတယ်ပုံမှန်မြတ်စားနိုးတောက်ကနေမှလှုပ်เสียထပ်တိုးလာတာပါဒါကလဲထုံဖို့ပါခဏကိုမွေးထားတဲ့သူကအလုံးမလုံးပဲကြွေးတော့မကြွေးပါဘူးဒီတော့လဲထုံရပါမယ်နေ့စဉ်နဲ့အညာလဲထုံလိုက်အစာစားလိုက်အိတ်လိုက်ကနေတနေ့ရောက်တော့ခဏလဲထုံနေတော့နမတစ်ကောင်ကိုလှမ်းကြည့်လိုက်ပြီပါတယ်ဒီနမကငြိမ်ငြိမ်မနေပဲဆက်လူးထားနေတာပါပုံမှန်ထက်လေပိုတွန်နေတော့ခဏသူ့ကိုသတိထားမိသွားပါတယ်ဒီမှာခဏထပ်ပြီးသတိထားလိုက်မိတာကဒီနမရဲ့ private area လေးကပန်းရောင်တန်းနေပါတယ်ဒါအောင်နေတော့ခဏပြေးပါပြီနတိုးကျုပ်ရက်ဆိုတာဒါမျိုးကိုပြောတာပါဘာလို့ပြေးလဲဆိုတာတော့ခဏသိပါပါအမာနာရောက်တော့အနံ့ခံကြည့်ပါတယ်ပြီးတော့မေးတင်ပြီးတော့နမကိုဟိုကလိဒီကလီလောက်ပါတယ်ဒါကမှနမကငြိမ်နေတယ်ဆိုရင်တော့ခဏနောက်ကိုပြန်ဆုတ်ရပါမယ်ဒါကစစ်မထွက်ခင်ကြည်ပြေးတဲ့သဘောပါပဲပြီးရင်တော့မြန်လုံးပါတယ်အကောင်ကြီးသလောက်တက်ထွက်နေပါမောင်းတင်တာကပဲကြာနေတာပါတကယ်ပြစ်တာကစက္ကန့်ပိုင်းကနေ10မိနစ်လောက်ထိပဲကြာပါတယ်ပြီးရင်တော့လဲထုံဖို့ပြန်သွားပါပြီဒီလိုပုံစံနဲ့ပဲခဏလေးနတ်ပြိုတစ်ကောင်ဖြစ်သွားတယ်ပေါ့နတ်ပြိုဆိုတဲ့အတိုင်းအသက်3နှစ်ကနေ6နှစ်အတွင်းမှာဆိုခဏရဲ့ physical form ကဒီလိုပါအမဆိုရင်တော့နို့အထွက်ဆုံးအချိန်နေပါဒါကခဏတို့ရဲ့ prime time ပေါ့တခြားတော်တွေလိုတိုက်ရခိုက်ရမရှိဘူးဆိုတော့အလုပ်လိုက်အစာစားလိုက်နဲ့ပဲဘဝကိုမတိမချင်းအေးဆေးလေးဖြတ်တန်းလို့ရပါတယ်ဒီလိုဆိုတော့လေနွားဖြစ်ရတာကမဆိုးဘူးလို့ထင်သွားတယ်မဟုတ်လားဒါကခဏတာမန်ရွာလေးတစ်ရွာမှာလဲလုတ်တဲ့နွားဖြစ်မှာပါကမ္ဘာပေါ်မှာနွားစုစုပေါင်း 1.4 ဘီလီယံရှိပါတယ်ဒီထဲကမှရွာတွေမှာလဲလုတ်တဲ့နွားမဖြစ်ပဲဒီနွားတွေဖြစ်ရင်နည်းနည်းတော့ပြဿနာရှိနိုင်ပါတယ်ရှေ့မှာရွာနွားလည်းဖြစ်ကြည့်ပြီးပြီဆိုတော့အခုတော့မွေးမြူရေးနွားဖြစ်ကြပါမယ်မဆခင်ကြော်ညာလေးနည်းနည်းဝင်ပါမယ်နိုင်ငံတော်ဂိမ်းဆော့ကြရင်ဒီ channel မှာအကောင့်တွေလာဝယ်လို့ရပါတယ်အကောင့်နေမဲလားဆိုတော့ဘိုင်ဝမ်ပွဲတွေနဲ့5/5ပွဲတွေပါစုကြီးနဲ့ဆော့လို့ရပါသေးတယ်အင်ဂိမ်းအိုက်တန်တွေလည်းဝယ်လို့ရတာမလို့ channel ထဲကိုဝင်ကြည့်လိုက်ပါစလာတဲ့ကခဏတစ်ကောင်နဲ့ပါမွေးပေးတဲ့အမေကိုလည်းမသိတယ်လို့ဘယ်သူမှလည်းအနားမှာမရှိပါဘူးခဏကိုမနေ့ကမှမွေးတာပါမွေးပြီး24နာရီအတွင်းမှာယောဂဘူးကူးစက်မှုကိုရှော့ချဖို့အတွက်အမေနဲ့ခွဲလိုက်ပါတယ်ကွဲသွားတဲ့သားမိနှစ်ယောက်မှာအမေကလည်းသားကိုအော်ခေါ်နေပါတယ်လူတွေလို emotion တွေကိုလည်းနွားတွေပေါ်မှာမြင်နိုင်ပြီးတော့တချို့နွားတွေဆိုရင်ငိုကြပါတယ်မွေးလာတဲ့ခဏကအမလေးပါဒီလိုပုံစံနဲ့မွေးထားပြီးအသက်1နှစ်ကနေ2နှစ်ကိုရောက်လာပြီဆိုရင်တော့ခဏကိုကလေးစမွေးခိုင်းပါပြီနွားတွေကိုဒီအသက်အရွယ်မှာမွေးခိုင်းတယ်ဆိုတာတကယ်တော့အရမ်းငယ်ပါတယ်။ကျောင်းတက်နေတဲ့ကျောင်းသူလေးတယောက်ကိုဝင်လွယ်ခိုင်းတယ်လို့ပါပဲ။ဒီလိုဖြစ်ဖို့ကိုလည်းငငယ်တည်းကအမေနှုတ်ထားတိရစ္ဆာန်အစာတွေကျွေး artificial insemination လို့ခေါ်တဲ့နည်းတစ်မျိုးကိုသုံးပြီးဟော်မုန်းတွေတိုးအောင်လုပ်ထားတာပါ။ဒီနည်းကဒီလိုကြီးပါအရွယ်မရောက်သေးခင်ကိုဝင်ဆောင်ခိုင်းဖို့သဘောအတိုင်းမဟုတ်ပဲပြင်မာနည်းတွေသုံးတာမျိုးပါ။ကိုဝင်ရဖို့တားဆက်တဲ့နေရာမှာလဲကိုကရွေးချယ်ခွင့်မရှိပါဘူး။လာတဲ့နွားနဲ့ဆက်ရတာမျိုးပါ။တားဆက်ပြီးလို့မွေးတဲ့အချိန်ရောက်လာပြီဆိုရင်လေရှေ့ကလို့မွေးလိုက်ခွဲလိုက်ခဏကငိုနောက်တစ်ခါတားဆက်ဒီပုံစံအတိုင်းပဲပြန်ဖြစ်နေနွားမကြီးမှာ trauma ကြီးထက်ခါရကြပါတယ်လေ့လာချက်တွေအရဒီနမတွေကရှေ့မှာခွဲခံရတဲ့သားသမီးတွေကိုမှတ်မိကြပါပြီးတော့ဒီငရဲခန့်ဒီလိုအဆောက်အုံတွေထဲမှာနေစဉ်နဲ့အမျှဖြစ်နေတာပါခဏရဲ့ကလေးတော့ထွက်တဲ့နို့ကိုလေ Digestive system လို့ခေါ်တဲ့
နီးနဲ့ညှစ်ပါတယ်ခင်ဗျားရဲ့ကလေးကတော့ရှေ့ကလိုပဲမြန်မြန်ဖွင့်ပြိုးဖို့တိရစ္ဆာန်အစာတွေကိုစားရပါတယ်နေ့စဉ်ဘဝကအစာစားမယ်နှိုးညစ်ခံမယ်တားဆက်ချိန်ရောက်ရင်တားဆက်မယ်ဒီလိုနဲ့ပဲစက်ယုံနေထဲမှာကုံဆုံးရပါတယ်ဒီဘဝကိုသိုးလာပြီးထင်းနေကြံပါသေးတယ်အသက်3နှစ်ကနေ6နှစ်အတွင်းရောက်ပြီဆိုရင်တော့တဘာဝအတိုင်းမဖွင့်ပြိုးရတဲ့ခင်ဗျားလည်းယိုယွင်းလာပါပြီစားရတဲ့လူလုတ်တိရစ္ဆာန်အစာတွေကြောင့်အားလည်းမရှိတော့ပါဘူးဒါပေမဲ့နှိုးညစ်တဲ့ဆက်ကြီးကတော့ရောက်လာနေတော့မှာပဲဒီလိုတွေမလိုအပ်ပဲနှိုးထုတ်ပေးနေရတာတွေကြောင့်မစ်ဖီဗာလို့ခေါ်တဲ့ယောဂါတွေလည်းစတင်လာပါပြီဒီနွားတွေရဲ့20%ကနို့မှာယောဂါပိုးကူးစက်ခံရတာတွေနာကျင်တဲ့ဒဏ်တွေကိုဆေးတွေနဲ့ကုသတာမခံနိုင်လို့တိတ်ဆုံးကြပါတယ်နေရတဲ့နေရာကလည်းမြေကြီးမဟုတ်ပဲမာနေတဲ့အခင်းနဲ့တန်ရှင်းမှုမရှိတာတွေကြောင့်ယောဂါမျိုးစုံဖြစ်ပြီး18%လောက်ကထပ်သေးကြပါတယ်အဆိုးဆုံးကတော့သားသမီးတွေနဲ့ခွဲရတာကြောင့်ရလာတဲ့စိတ်ဒဏ်ရာနဲ့အလုံးပိတ်စက်ယုံထဲမှာနင်းနေတဲ့အပူချိန်ကြောင့်34%ကထပ်သေးကြပါတယ်ဒီလိုနဲ့90%သောမွေးမြူရေးနွားတွေကဘဝကိုဒီမှာနေအဆုံးသတ်ကြပါတယ်ခင်ဗျားကိုပြန်သွားကြည့်အောင်ဒီနေ့ကနောက်ဆုံးနေ့ပါမွေးလာတဲ့သားသမီးတွေနဲ့မနေရတဲ့အပြင်ယောဂလည်းဘောင်းတုံဝင်နေတဲ့ခင်ဗျားရဲ့ရှေ့ကိုကားတစ်စီးရောက်လာပါတယ်ကားပေါ်ဝိုင်းတင်နေကြတာတော့ရုံးဖို့လည်းအားမရှိတော့ပါဘူးဒါကခင်ဗျားကိုနောက်ဆုံးတွေးလိုက်ရတာပါဒီမှာတင်ဒုတိယနွားဘဝလည်းပြီးဆုံးသွားပါပြီဘဝနှစ်ခုကိုရှင်ကြည့်ရရင်တာမန်နွားနဲ့မွေးမြူရေးနွားတွေမှာအများဆုံးအသက်20ထိတက်တန်းရှိကြပါတယ်ဒါပေမဲ့ရွာနွားတွေက15နှစ်ကနေ20ထိနေကြပြီးမွေးမြူရေးနွားတွေကတော့9နှစ်ကနေ6နှစ်ထိပဲနေနိုင်ကြပါတယ်နေရတဲ့ဘဝတစ်လျှောက်လုံးကလည်းစက်ညင်ဘတ်တွေကြီးပါပဲဒါကြောင့်နွားတစ်ခဲ့ရမယ်ဆိုရင်တော့ရွာနွားပဲဖြစ်ကြပါဒီဗီဒီယိုကတက်လို့စားဖို့တိုက်တွန်းတဲ့ဗီဒီယိုမဟုတ်တလို့နွားတို့မတောက်အောင်ပြောချင်တာလည်းမဟုတ်ပါဘူး knowledge sharing ဖြစ်လို့ပေါ့ပါကြည့်ကြပါတကယ်လို့ဝီပင်ပရီမီယံနေနဲ့တခြားပရီမီယံတွေလိုအပ်လာပြီဆိုရင်ဒီမှာလာဝယ်လို့ရပါတယ် website ကတစ်ဆင့်လဲဝယ်လို့ရတာဖြစ်လို့လိုအပ်လာရင်သတိရလိုက်ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြတော့မှပြန်တွေ့ကြမယ်